တနေ့ထက်တနေ့ကန်နေပို့ပြီးတော့ကောင်းလာတဲ့သူဖြစ်ချင်ပါသလားချစ်လေးဖြစ်ချင်တယ်ဆိုရင်တော့ yes ဖြစ်ချင်ပါလို့မှလာပြီးပါပြီးလို့ရှိရင်ဒီဗီဒီယိုလေးကို like and share follow လေးပါလုပ်သွားပြီးကြအောင်နော်တနေ့ထက်တနေ့ကန်နေပို့ပြီးတော့ကောင်းလာစေမဲ့လျှို့ဝှက်ချက်၈ချက်ကိုလာပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်နံပါတ်1ချက်ကကန်နေပို့ပြီးတော့ကောင်းလာခြင်းလဲဆိုရင်မိမိရဲ့စိတ်ဆွမ်းအားကိုအပေါင်းလက္ခဏာဖြစ်အောင်ဖန်တီးပေးရမှာဖြစ်ပါတယ်စိတ်ဆွမ်းအားကိုမြင့်အောင်ဖန်တီးပါကောင်းတဲ့စိတ်နဲ့နေပါနော်ကံကောင်းချင်းကအပေါင်းနဲ့နေတဲ့သူစီကိုပဲရောက်လာတယ်အနှုတ်နဲ့နေတဲ့သူစီကိုဘယ်တော့မှရောက်လာမဟုတ်ပါဘူးဒါကြောင့်မို့လို့အမြဲတမ်းအကောင်းမြင်စိတ်နဲ့နေဖို့ရန်အတွက်လေ့ကျင့်ပါအပေါင်းနဲ့နေဖို့ရန်အတွက်လေ့ကျင့်ပေးရမှာဖြစ်ပါတယ်နံပါတ်2အချက်ကကိုယ့်ရဲ့စိတ်ဆွမ်းအားအနှုတ်ဆွမ်းအားတွေဖြစ်ပေါ်မလာအောင်ထိန်းချုပ်ပါအနှုတ်ဆွမ်းအင်းလည်းမနေမိအောင်ထိန်းချုပ်ရမှာဖြစ်ပါတယ်ညီးတွားနေတဲ့တငယ်ချင်းမိတ်ဆွေတွေရှိတယ်ဆိုရင်အဲ့လူလည်းဝေးဝေးရရှောင်ရမှာဖြစ်ပါတယ်ချင်းလေးနော်နံပါတ်3ပြဿနာတွေ့လာတိုင်းအရှုံးမပေးရဘူးပြဿနာကိုသင်ခန်းစာအဖြစ်မြင်ပြီးတော့သင်ယူရမှာဖြစ်ပါတယ်เนาะချင်းလေးပြဿနာဆိုတော့ကန်ဆိုးခြင်းမဟုတ်ပါဘူးเนาะနံပါတ်4ကကြတော့လွဲချော်ခဲ့တဲ့အရာတွေထဲကအမားတွေထဲကသင်ခန်းစာယူရမှာဖြစ်ပါတယ်เนาะသင်ခန်းစာယူပါလွဲချော်သွားတဲ့အရာတွေကိုပြန်ပြီးတော့ကိုပြန်ပြောပြီးတော့အပြစ်တင်ရမှာဝေဖန်ရမှာမဟုတ်ပါဘူးเนาะချင်းလေးเนาะနံပါတ်5အချက်ကကြတော့ကိုထိန်းချုပ်နိုင်တဲ့အရာကိုပဲအာယုံစိုက်ရမှာဖြစ်ပါတယ်ကိုမထိန်းချုပ်နိုင်တဲ့အရာကိုသွားပြီးအာယုံစိုက်နေเนาะနံပါတ်6ကပေးပါလှူပါပေးကမ်းပါဒါပေမဲ့လူချင်းစိတ်နဲ့ပြန်ရချင်းစိတ်နဲ့မလှူပါနဲ့မပေးကမ်းပါနဲ့เนาะပေးတဲ့အခါမှာစေတနာအပြည့်နဲ့ပေးလိုက်တယ်ဆိုရဲစိတ်နဲ့ဒါများပေးလိမ့်မယ်များပြန်ရတယ်ဒီဖြစ်ပါလိမ့်မယ်เนาะနံပါတ်9ခွင့်လွတ်တတ်တဲ့စိတ်နဲ့နေပါအရာရာကိုခွင့်လွတ်ပါလွတ်ချပါเนาะခွင့်လွတ်တတ်တဲ့စိတ်နဲ့နေခြင်းအပြင်ကိုယ့်ရဲ့စိတ်ကပို့ပြီးတော့ပေါ့ပါလာတဲ့ညကိုကံကောင်းခြင်းတွေကိုဆွဲငင်နိုင်တဲ့သူတယောက်ဖြစ်လာပါလိမ့်မယ်နံပါတ်10เนาะပျော်ရွှင်ပြီးတော့အတွင်းစိတ်ဆွမ်းအားအေးချမ်းနေပြီးเนาะအဲ့လိုမျိုးသူဖြစ်အောင်ဖန်တီးပါပျော်ရွှင်ပြီးတော့အတွင်းစိတ်အားဆွမ်းအားကအေးချမ်းတဲ့သူဖြစ်နေပြီဆိုသိကြတယ်ကံကောင်းခြင်းတွေတင်းစီကိုစိုက်မြက်ရောက်ရှိလာပါတော့မယ်လို့ပြောချင်ပါတယ်ဒီအချက်၈ချက်ကိုเนาะလိုက်လုပ်ပြီးတော့အားလုံးကံတွေကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်